အာကမိန်းမအခန်းလေးကျမကမိတ်ကပ်တွေကိုချစ်တယ်လို့မိတ်ကပ်တွေကလည်းကျမကိုချစ်တယ်မိတ်ကပ်တွေကရုပ်တွင်နဲ့စိတ်ခံစားချက်ကိုပြောင်းလဲပေးနိုင်တယ်ဆွမ်းမက်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုတာနဲ့ပဲကိုယ့်ရဲ့ပြင်ပပုံစံကပြင်းစရာကြီးဖြစ်နေရမယ်လို့မဆိုလိုပါဘူးကျမကမိတ်ကပ်တွေကိုချစ်တယ်ဘာလို့ဆိုအဲ့ဒါကကျမရဲ့ကင်းဘတ်စပြောင်းလို့မျက်နှာပြင်ကိုယူပြီးပကြီကားတစ်ချက်လိုချိန်မုံပစ်လိုက်တော့တာကိုကျမမျက်နှာပေါ်မှာနီလောင်ထားတဲ့အကွက်တွေရှိတယ်မျက်လုံးအောက်မှာအနက်ရောင်ကွင်းတွေရှိတယ်။နောက်ပြီးပရိတွန်းတာတွေလည်းရှိတယ်။အောက်ခံမိတ်ကပ်ကောင်းကောင်းနဲ့ကွန်စီလာတွေကကျမရဲ့အသားရောင်ကိုညီထွားစေတယ်။ကျမရဲ့မျက်ခုံးနဲ့မျက်တောင်ကလည်းပါသလိုနှာခမ်းကလည်းခပ်ပါပါရဲ့။မျက်ခုံးမွေးဆွဲခဲ့တာကကျမမျက်နှာကိုကြည့်ကောင်းအောင်ပုံစံချပေးတယ်။မျက်လုံးပုံသွင်းတဲ့မိတ်ကပ်ကကျမမျက်လုံးတွေကိုပိုကျဲသွားအောင်ဖွင့်ပေးပြီးနှလုံးအိမ်ပိုကျဲတဲ့ရောင်ထင်ရစေတယ်။မတ်စကာရာလို့ခေါ်တဲ့မျက်တောင်ကော်စီကတော့ပိုပြီးပတ်မှုပေးနိုင်တာပေါ့။မျက်တောင်တူတွေကကျမကိုအလန်းစားခံစားချက်ကိုရစေသလိုကော်စောနီပေါ်လျှောက်ဖို့အဆင်သင့်ဖြစ်စေတယ်။နှကန်းလိုင်နာကကျမနှကန်းရဲ့အပြင်သားတွေကိုအနာတက်ပေးပြီးနှကန်းတွေကိုပိုပြီးကြီးထွားအောင်လုပ်ပေးပြီး lip gloss ကတော့နှကန်းတွေကိုဖူးဖူးလေးဖြစ်အောင်လုပ်ပေးတယ်လေ။မိတ်ကပ်ကကျမရဲ့အရေးတွန်းတာတွေကိုရောချစေသလိုမျက်လုံးတွေကိုကြီးထွားစေတယ်။နောက်ပြီးလယ်ပင်ကအရေးချောင်းတွေကိုဖျောက်ပေးတယ်။အဲဒါကြောင့်ကျမမိတ်ကပ်လေးနဲ့အိုင်ရှဲရိုးနဲ့နှာခမ်းနီအရောင်တွေပေါ်လိုက်ပြီးပြင်မုံစင်မုံတိုင်းကမတူညီတတ်ပါဘူးလက်တွေ့စမ်းကြည့်ရတာပြောဖို့ကောင်းပါတယ်လိမ်ပြီးသွားတဲ့ရလက်ကိုမြင်တွေ့ရတာကလည်းတကယ်မိုက်ပါတယ်ကျမဆယ်ကျော်သက်အရွယ်ကလေးကမိတ်ကပ်စလိန်ခဲ့တာပါအခုထိကော်စောနီပေါ်လျှောက်ဖို့ရှိုးလျှောက်ဖို့ပြင်ရစင်ရတော့ဒါပေမဲ့နေ့စဉ်တိုင်းတော့အဲ့လိုဝတ်စားနေတာမျိုးမဟုတ်ပါဘူးအိမ်မှာရှိနေတဲ့အချိန်အများစုမှာတော့ကျမကမိတ်ကပ်မပါဘူးမျက်နှာပြောင်တန်ရှင်းရှင်းနဲ့လစ်ပန်းလေးလောက်လိန်ထားတာပါပဲကျမရဲ့ခွေးနဲ့အလုပ်ရှုပ်နေချိန်မျိုးတွေနေကင်ပိုင်းကွန်ပျူတာနဲ့အလုပ်လုပ်နေချိန်တွေမီးလေးတွေကိုကြောင်းသွားကြတဲ့အချိန်တွေမှာဆိုမိတ်ကပ်မလိမ့်ပါဘူးနေ့လယ်စာစားဝဲတက်ရမယ်တငယ်ချင်းတွေနဲ့တွေ့ဖို့ချိန်ထားတာမျိုးအစည်းအဝေးတက်ရတာမျိုးတွေမှာပဲမိတ်ကပ်လိမ့်ပါတယ်ကျမရဲ့မိတ်ကပ်လေးနီးကတော့အမြဲတမ်းမျက်နှာကိုတန်ရှင်းရေးလုပ်ပြီးရေဓာတ်ပြေဝအောင်လုပ်တာကနေစတင်ပါတယ်စကင်ကဲနီအရေးပြားထိမ့်သိမ့်ပုံကလည်းရိုးရှင်းပါတယ်အိမ်မှာမျက်နှာသစ်ဆက်ပြားထုံးနဲ့ခရီးတွားရင်ရေနဲ့ဆက်ပြားပဲeye cream မျက်နှာတစ်ဝိုက်လေးနဲ့ cream လိမ့်ပြီးနေပူတဲ့နေ့ဆိုနေအောင်ကအစွမ်း SPF 15အနည်းဆုံးပါတဲ့ရေဓာတ်ထိန်းစီလိမ့်နဲ့ညနေခင်းမှာတနေ့တာလိမ့်ထားတဲ့မိတ်ကပ်တွေကိုဖြတ်ပြဖို့မျက်နှာတေချာတစ်တယ်ပြီးရင် eye cream နဲ့ night cream လိမ့်ထားလိုက်တာပဲဒီနေရာမှာကျမအကြံပေးချင်တာကနေအောင်ကအမြဲတမ်းလိမ့်မှာတကယ်လို့မိတ်ကပ်မလိမ့်ချင်ဘူးဆိုရင်လည်းရပါတယ်နေအောင်ကားတဲ့ cream ကိုမလိမ့်ဘူးဆိုရင်တော့ကိုဒုက္ခကိုရှာတယ်လို့တာမှတ်ပါလေအရေးပြားနဲ့ပတ်သက်ပြီးပူပင်တော့ကရောက်နေကြတဲ့အမျိုးသမီးတွေမရီမတွက်နိုင်အောင်တွေးခဲ့ဘူးပြီလို့ကျမရှင်တို့ကိုပြောပြလိုက်ပါစီဒါပေမဲ့လူအတော်များများကဘာအကာအကွယ်မှမယူပဲနေပူရဲကိုဒီတိုင်းထွက်နေကြတာပါပဲအဲ့ဒါကိုကျမကအရေးပြားဘီယူမဆိုင်ခြင်းလို့ခေါ်တယ်လူတစ်ယောက်အတွက်အကောင်ဆုံးဆုံးဖြတ်ချက်ကနေပူရဲထွက်တဲ့အခါသူတို့ရဲ့အရေးပြားကိုကာကွယ်တာပါဥပမာအုတ်ထုံဆောင်ထိဆောင်တာနေဘူးကခရမ်လိန်တာမျိုးပေါ့ကော်စောနီပွဲမျိုးမရှိခဲ့ရင်ကျမကကိုဘာရာမိတ်ကပ်လိန်ပါတယ်တကယ်လို့ကော်စောနီပွဲတက်ဖို့ရှိတဲ့အချိန်ကိုဘာသာလိန်ရမယ်ဆိုရင်ရေးဆေးပြီးဗျမ်းပတာထွက်လာတဲ့ပုံမျိုးထွက်နေမှာပါ professional တွေလိန်ပေးလိုက်တော့ပို့ပြီးအယောင်ထွက်တယ်လို့ပိုလဲကြည့်ကောင်းတာပေါ့တခါတလေအစိမ်းရောင်အိုင်ရှဲတို့တခါတလေမျက်လုံးတောင်စွန်းကလေးတွေမှာရွှေရောင်လေးတွေနဲ့80ကျော်မျိုးသမီးတယောက်အတွက်တော့အတော်လေးကြွယ်ပြားစေတာပေါ့ဆိုရှယ်မီဒီယာပေါ်ကမှတ်ချက်တွေကလည်းအပြုသဘောဆန္ဒကြောင့်ကျမတို့ကလည်းအကောင်းဆုံးဖြစ်အောင်ဆက်ပြီးစူးစမ်းရပါတယ်ရေးလဲမိုက်တယ်လုံးဝအလန်းစား greatest of all time original gangster စတဲ့မှတ်ချက်တွေပေါ့တကယ်အားရကျေနပ်စရာပါပဲကိုဘာသာမိတ်ကပ်လေးရရင်ကျမက10မိနစ်ပဲအချိန်ယူပါတယ်မိတ်ကပ်ဆရာမတွေကလိန်ပေးတာခံယူရရင်တော့တနားရီလောက်ကြာပါတယ်ကျမကတနားရီလောက်အချိန်ယူပြီးလိန်ခဲ့ရင်တော့မှမန်ကန်တဲ့ပုံစံထွက်ချင်မှထွက်ပါလိမ့်မယ်ဘာလို့ဆိုကျမမှာအတလောက်အရေးအချင်းမရှိဘူးလေအဲ့ဒီလူတွေကတကယ်တော်တဲ့အမှုပညာရှင်တွေပါကျမကသိပ္ပံပညာရှင်လေကျမမှာအဲ့ဒီအမှုပညာရှင်တွေလုပ်တဲ့အရာမျိုးလုပ်နိုင်တဲ့အရေးအချင်းမျိုးရှိမနေဘူးဒါပေမဲ့အမှုပညာရှင်မဟုတ်တဲ့လူတွေတောင်မှတချို့ရိုးရှင်းတဲ့အချက်လေးတွေကိုတည်ထားပြီးအသုံးချတတ်ရင်လည်းကောင်းကောင်းမွန်မွန်ကြည့်ပျော်ရှုပျော်ရှိအောင်ပြင်လို့ရပါတယ်။ကျမသိတဲ့မိတ်ကပ်ဆရာမတယောက်ဆိုရှိသမျှပစ္စည်းတွေနဲ့အယောင်တွေကိုထည့်ထားတာခရီးဆောင်အိတ်ကြီးနဲ့တလုံးအပြည့်ရှိတယ်။မိတ်ကပ်ပစ္စည်းနဲ့မိတ်ကပ်တွေကြီး52ပေါင်အလေးချိန်ရှိတယ်။အဲ့ဒီတဒါကြီးကိုလေရင်စီတိုင်းတဲရွာလေးရှိတယ်။နောက်ပြီးအလေးချိန်ပို့လို့အမြဲတမ်းပတ်စံဆောင်ရပေမဲ့သူကလည်းအဲ့ဒီအလေးချိန်ပေါင်ပေါ်10ပေါင်စာလောက်လက်နက်ကရိယာတွေကိုလိုအပ်နေတတ်တာမျိုးလေ။အဲ့ဒါကသူ့ရဲ့အလုပ်ကို
ကျမမှာပွဲတက်စရာရှိလို့ပြင်ဆင်ဝတ်စားဖို့အတွက်တငယ်ချင်းဂျူလီယာကိုအနုပညာဒါရိုက်တာအဖြစ်ရထားတာကျမအတွက်သိကံကောင်းပါတယ်။အဲ့ဒီညနေခင်းအတွက်ဘယ်သူပွဲတက်ရမလဲဆိုတာပေါ်မူတည်ပြီးကျမတို့စဉ်းစားဆုံးဖြတ်ကြပါတယ်။လူကြားထဲမှာကျမထင်ပေါ်နေစေဖို့တေချာတွေးတောပြီးလှုပ်ဆောင်ပေးပါတယ်။ကျမစပင်ကိုသူတို့ဘယ်လိုပြင်ပေးမှာပါလဲ။မိတ်ကပ်ကိုဘယ်လိုလိမ့်ပေးမှာပါလဲ။ကျမပုံစံကလန်းဆန်းတက်ကြွနေမလားလေးနဲ့တဲ့ဟန်ပေါက်စီတဲ့ eyeshadow ဆိုမလားအယောင်ရရင်နှခမ်းနီဆိုမလားစသဖြင့်ပေါ့သူကရွှေရောင်ခရမ်းရောင်အပြာရောင်တွေတောင်းဆိုတတ်ပါတယ်ဘယ်ကိုတွားမလဲဆိုတာကိုလည်းထည့်သွင်းစဉ်းစားရပါတယ်အကြောင်းကအထူးပွဲအတွက်အထူးတလဲဖန်တီးယူထားတဲ့ဇက်ကောင်တစ်ကောင်ဖြစ်နေစေဖို့လိုအပ်တယ်မဟုတ်လားရုပ်ရှင်ဆန်းပြပွဲလားစာအုပ်မိတ်ဆက်ပွဲလားပရဟိတရမုံငွေပွဲလားပြီးရင်သူတို့အလုပ်သူတို့လုပ်ချပြီးအထူးဝတ်စုံတွေဝတ်ပြီးတက်ရတဲ့ပါတီတွေလို့ပေါ့အသက်69နှစ်အရွယ်မှာမင်နဖုန်းရှင်အဖြစ်ရွေးချယ်ခံရတော့ကျမအတွက်အတော်လေးထူးဆန်းအံ့ဖွယ်ဖြစ်ခဲ့ရပါတယ်အရင်ကလည်းကျမကမိတ်ကပ်ကမ်ပိန်းတွေလုပ်ခဲ့ပူပါတယ်ဒါပေမဲ့ကျမကိုအဓိကပင်တိုင်းမော်တဲ့အဖြစ်ထားပြီးရိုက်တာမျိုးတော့မကြုံဘူးသေးပါဘူးကျမအရန်ကိုစိတ်လှုပ်ရှားရပါတယ်အခုတော့အမေရိကန်နိုင်ငံမှာမိတ်ကပ်ဆိုတာအသက်အရွယ်ဆုံးအတွက်အဆင်ပြေတယ်လို့မြင်လာကြပါပြီ။ကျမကဘယ်တော့မှအသက်ပုံငယ်တယ်လို့ထင်ရအောင်ပြင်ပေးဖို့တောင်းဆိုခဲ့ဘူးတာမရှိခဲ့သလိုရောက်နေတဲ့အသက်အရွယ်ကိုကွယ်ဝတ်ဖို့လိုအပ်နေတဲ့ဆိုတဲ့ခံစားချက်မျိုးလည်းမရှိခဲ့ပါဘူး။အသက်82နှစ်အရွယ်ရောက်လာရတာကျမပြောပါရယ်။ကျမတို့ဒီလိုပုံစံရှိနေတယ်ဆိုတဲ့အကြောင်းလူတွေကိုအသိပေးရတာလည်းကျေနပ်ပါတယ်။အမျိုးသမီးတစ်ယောက်အနေနဲ့မိတ်ကပ်ကကျမတို့ရဲ့ရုပ်သွင်းကိုပိုလာပါစေပါတယ်။အဲ့ဒါရဲ့အကျိုးကိုလက်တွေ့အသုံးချလိုက်ကြပါစို့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။